Okay အစ္စလာမ်မကချက်နဲ့ဂျီဒီကန်တို့ရဲ့ပွဲအစ္စလာမ်မကချက်ကဝိတ်တန်းတက်တယ်ကပတ်နှစ်ခုလိုချင်တယ်ဗျာဘယ်လိုပဲဖြစ်သူကဒီဂျီဒီကန်သူ့ထက်တန်တယ်လို့လူတွေတော်များပြောကြတယ်ဒါပေမဲ့ဒီပွဲမှာနေစနစ်ကစားသွားတယ်ပေါ့တိတ်တောင်းနေအားလုံးပြန်ကြည့်ရအောင်ဂျီဒီကန်ကဗျာဒီအစ္စလာမ်မကချက်ရဲ့တိတ်တောင်းတွေကိုလုံးဝမကာကွယ်နိုင်ဘူးဘာလို့လဲဆိုတော့အလေးငိုက်ဖမ်းပြီးသေးတာဂျီဒီကန်တန်တာမှန်တယ်သူလုံးနေတာတစ်ခုကချုပ်ကွက်မရအောင်ပဲသူလုံးနေတာတိတ်တောင်းနေလွယ်ကူကူပဲလှည့်သွားပြီးတော့အပေါ်ကနေဒါမောင်းပိုဇရှင်နဲ့ထိန်းထားတယ်ပေါ့အစ္စလာမ်လည်းမချုပ်နိုင်ပါဘူးဘာလို့လဲဆိုတော့ JDN တန်လို့ပေါ့ JDN ကြောက်လဲဘာမှလက်သီးတွေဘာမှမထွက်ဘူးဖြစ်နေဘာကြောင့်လဲဆိုတော့ဒီလှဲခံရမယ့်ဟာကိုရှိန်ပြီးတော့ဒါပါပဲခါပြီးတော့ဖွဲ့နေတွေ့လို့ရှိရင်ဒါလှဲခံရမှာကြောက်ပြီးလက်မထွက်တော့ဘူးပေါ့အဲ့လိုနဲ့ပဲတောက်လျှောက်ဒီဘောကနေground မှာ PR ပေးခံပြီးတော့အမှတ်နဲ့ပဲနိုင်သွားတယ်ပေါ့9ကီလိုအပြတ်သက်ပေါ့45 50အမှတ်အပြတ်သက်กว่าပြီးနိုင်သွားပွဲရတော့ပြင်းစရာကောင်းတယ်ဖြီးလို့မကောင်းဒါပေမဲ့ဒီမှာပြောမှာအစ္စလာမ်မကချက်ကဝိတ်တန်းတက်ပြီးတော့သူကဒီချန်ပီယံလုံးဝ9စီလုံးမှာ9စီပြီးထိချုပ်သွားနိုင်ပေးတဲ့ရတော့မကြိုက်ဘူးပူးကြတယ်ဦးဟာဆိုပြီးဒါပေမဲ့အစ္စလာမ်မကချက်ကနောက်ပြိုင်ဘက်ကကျွန်တော်ထင်ဥစမန်ပြစ်လိုက်မယ်လွယ်ကူနေဦးမှာပဲဒီဝိတ်တန်းမှာတော့တိတ်ရိုင်းကောင်းတဲ့လူတွေရိုင်းချိတ်ရောက်နေတဲ့လူတွေမရှိဘူးဗျာရှိရင်တော့မပြင်းစရာကောင်းတယ်ပေါ့တော်ဘရီကလည်းဒီဝိတ်တန်းကိုတက်ဖို့ဆိုတာမဖြစ်နိုင်ဘူးသူကသူပူနေရဆိုတော့အဆင်မပြေဘူးတက်လာတဲ့နားကားသမှာပဲအဲ့တော့အစ္စလာမ်ကတော့တိုင်းဟာတစ်ခုထိကိုကောင်းနေသေးရဲ့ပေါ့တကယ်ကောင်းတယ်လို့သူပြောလို့ရတယ်ဗျာအဲ့တော့သူပြောရတာသူကဒီအိမ်ယူတော်ပွဲမှာထိုးခြင်းတယ်ပေါ့အဲ့ဒီလေသူကလွယ်ပါဘူးပွဲရမရတော့ဂျုံဂျုံတို့ကတော့ရမှာပဲဂျုံဂျုံနဲ့ဒီကြောက်ရွံ့ကြီးနေတော့ရမှာအဲ့တော့နောက်မှပြန်တွေ့ရပေါ့အပြောရလဲကြာပြီ